ကဲကျွန်တော်မှရှိတဲ့ Diamond 1800နဲ့ကျွန်တော်အဓိကလိုချင်နေတဲ့ကျွန်တော်ရဲ့ favorite hero ယူဆောင်ရဲ့ price skin ကိုတွားယူမှာပဲဖြစ်ပါတယ်။ကဲပထမခေါက်မှာတော့ကျွန်တော် coin 100လေးနဲ့ပဲလှည့်လိုက်ပါတယ်ဆိုတော့ဘာပေါက်သွားမလဲဆိုတော့ oh my fucking god ပထမဆုံးလှည့်တဲ့ coin 100မှာလည်း gift effect ကြီးပေါက်တယ်ဆိုတာကြီးကလုံးဝအောင်မှတန်ပြီးတော့ကျွတ်စီကြီးဗျာ။ကဲနောက်ထပ်တစ်ခေါက် coin 100လေးနဲ့ပဲထပ်ပြီးတော့စမ်းလဲကြည့်လိုက်မယ်ကွာဒီတစ်ခေါက်ရောဘာရမှာလဲprime ကြီးကွာ what the fuck prime နဲ့တော်တော်ကြီးကမှနီးစက်နေရဗျာဒါပေမဲ့လည်းကံမကောင်းငယ်ဘူးဆိုတော့ကျွန်တော်နောက်တစ်ခေါက်ပဲထက်လှည့်လိုက်ပါတော့မယ်နောက်တစ်ခေါက်မှာဘာရသွားမလဲဆိုတော့အားလုံးလဲတော့လဲနေတာပဲဘာရသွားမလဲဆိုတော့ကျွန်တော် MD လေးပေါက်နေမစိုးပါဘူးဒီတစ်ခေါက်တော့ brother တို့မြင်တဲ့အတိုင်းပဲစောက်ကြီးကြီးစက်ပြ50ပဲပေါက်ပါတယ်ကဲဒီတစ်ခေါက်တော့ coin 100နောက်ဆုံးခေါက်မှာတော့ဘာပေါက်သွားမလဲဆိုတော့ဒါဒီတစ်ခေါက်တော့ coin 100နောက်ဆုံးပါပဲနောက်ခါကျတော့ကျွန်တော်10ကလဲပါမယ်ဖြစ်ပါတယ် prime အော် MD ဟောရော MD နီးနီးလေးကွာ what the fuck ကဲစိတ်ရတော့ရှေးမနေတော့ဆိုတော့ကျွန်တော်ဒီတစ်ခေါက်မှာတော့ coin 1000နဲ့ပဲသွားလိုက်ပါတော့မယ်ဆိုတော့ဘာရသွားမလဲဘောင်းဒီစက်ပြမုတ်ဒီပဲရတယ် what the fuck ဘောင်းတော့ရလိုက်ပါတယ်ဆိုတော့မစိုးဘူးလို့ပြောမှာပဲကဲ diamond တော့1500ပဲရှိတော့တယ်တားကြီးတို့ရေ F5 လေးတော့ပေါက်လိုက်ပါတော့ကွာ F5 လေးတော့ပေါက်လိုက်ပါတော့ကွာ prime မရရင်တော့ F5 လေးဆိုတော့ကျင်တတ်ပါတယ်ကဲဗျာမိုတိုကြီးလည်းကြည့်အောင်စက်ပြမုတ်တွေကြီးလိမ့်ပေးနေတာရပါတယ်ဒီတစ်ခေါက်တော့ခွေးလို့ပေးပါဒီတစ်ခေါက်10ကမှာတော့ပေါက်လိုက်ပါတော့ကွာတခုခုတော့ပေါက်လိုက်ပါတော့တားကြီးအေးမှာကွာဘောင်းဒီစက်ပြတုံးဒီလုံးကဲဒီတစ်ခေါက်တော့ငါခင်ဟိုကနဲ့ညားမယ်ဆိုတော့ငါ M3 မဟုတ် prime လေးတခုခုတော့ပေါက်လိုက်ကွာတားကြီးလို့လုံးပါအောင်ကွာခဲမှာမိုတိုF5 ပေါက်သွား F5 ပေါက်သွား what the fuck finally အချိန်ဘယ်နှခေါက်မှလည်းမသိပေါက်တော့ပေါက်သွားပြီစိတ်တော့တော်တော်ကုန်သွားတယ် F5 လေးရဘလို့ကြီးOh my fucking god လာလိုက်တာရောက်ရေးလာတယ်ရောက်ရေးဆောင်းလာတယ်ခွာကြိုက်တယ်ဒါမျိုးတွေကြိုက်တာလာဟုတ်လားကဲယူဆောင် F5 ရပြီးတော့အဲ့ဆိုဒီခေါက်10ခေါက်ကတော့ prime ကွာ prime F5 ဘီနာ prime လို့တားရဲ့လောက်ဘီနာစက်ပြတုံးပေါက်ပါတယ်ကျေးဇူးတင်တယ်ကဲနောက်ဒီနောက်ပိုင်းဒီမှာတော့ကျွန်တော်စက်ပြတုံးနေပဲတောက်ချောက်ပေါက်တာဗျာပေါက်ပြီးသားဟာတွေပဲပြန်ပေါက်နေတော့ကျွန်တော် coin နေတော့များလာတယ်ဒါပေမဲ့ဘာမှတော့မရလိုက်ဘူးကျွန်တော် diamond တော့တော်တော်ကြီးကိုကုန်သွားပြီဗျာကျွန်တော်တော်တော်ကြာသွားတယ်လဲတော့လဲလိုက်ရပါတယ်ဒါပေမဲ့ကျူဆောင် prime တော့မရသွားပြီလေကျွန်တော်ဗာလဲလိုက်လဲဆိုတော့ကျွန်တော်ပြပါမယ်ကျွန်တော် diamond 1800ကုန်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်စက်ပြတုံးတော့15900တော့ရလိုက်တယ်ဆိုတော့မမီဘူးဗျာကျူဆောင် prime က4200ဆိုတော့ကျွန်တော်အဲ့ဒီမှာကလေးလေးကိုပဲယူလိုက်ပါတယ်ကျွန်တော် click M2 ပဲဆွဲလိုက်တယ်ဗျာ click M2 ကထွက်ထားတာကြာပြီဆိုမဲ့ brother တို့ 2S game effect တွေကို show လိုက်ဗျာဝင်လာတဲ့ intro ကြီးကလုံးဝကျိုးစင်းနေတာဗျာ Oh my တယ်ဗျာဆောင်းဝကြိုက်တယ် M2 Oh my god ကျွန်တော်တို့ဗာ miss go နည်းနည်းလေးလွဲချော်သွားတယ် M2 ပေါ့ဗျာပြီးတော့ကျွန်တော် click M2 ယူပြီးတဲ့ပြင်မှာ coin လေးနည်းနည်းပိုနေရတယ်ကျွန်တော်အဲ့ဒီ granger ရဲ့အနီရောင်ဝိယုံလေးကိုပဲကျွန်တော်ထပ်ပြီးတော့လဲလိုက်ပါတယ်ဆိုတော့ကျွန်တော်မှာ coin ကတော့ဘာမှမရှိတော့ပါဘူး1000ကျော်ဆိုတော့ဘာမှလည်းလဲလို့မရတော့ဘူးလေအဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲကျင်းနေလိုက်ရတယ်ဗျာ diamond 1800ကုန်သွားတာကိုကျွန်တော်ကျူဆောင် M5 ရလိုက်တယ်Granger ရဲ့ဟိုအနီရောင်ဟိုလေးဝိယုံလေးရလိုက်တယ်ပြီးတော့ click M2 ရလိုက်တယ်ပေါ့ဗျာဒီလောက်ပဲရလိုက်တယ်stream မှာ diamond 1800နဲ့ယူဆောင် price ရတယ်လို့ပြောတယ်ကိုကျော်ကြီးလည်းကျမ်းပါပါသေးချမ်းသာပါသေးဗျာနောက်ထပ်ကလေးတွေလည်းရောက်100လောက်ရပါသေးလို့နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ